တေဆိုညီလေးဟန်ဆက်နိုင်ငံနေပြီးတော့သူ့ရဲ့ရှစ်ဆုံးတငယ်ချင်းညီလေးအတွက်နော်ဂုံပြူမွေးနေ့ဂုံပြူတချင်းလေးနဲ့တီဆိုတော့ပါပဲဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှာစရင်ကလည်းဒါအနည်းနဲ့အချင်းအများတော့ရောက်နေပြီပေါ့နော်ဆက်လက်ပြီးတော့ညီလေးနောက်တစ်ပုတ်လေးတီဆိုပေးအောင်ညီအဒါအကိုကြီးတောင်းခံတယ်နောက်များလာလို့ရှိရင်တော့အကိုကြီးတို့ကတပုတ်စီလောက်ပဲအလဲကြလေးတို့ကစီစဉ်သွားပေးမှာပေါ့နော်မကြီးတယ်ဦးသီလားအကိုကြီးကညီလေးကြမဟုတ်တကယ်အကိုကြီးကဘာလို့နုနေရလဲဒါကတော့မိမကကိုယ်စိတ်ချမ်းသာအောင်ထားတဲ့အခါကျတော့ကိုကနုပြူဟုတ်တယ်တနေ့နဲ့တနေ့ငါကိုကြီးကနုလာတာနောက်နေ့ကျရင်နုတော့မှာမြောက်ကလာစီအောင်သွားမှာနင်းမလုံနဲ့အဲ့လိုဟုတ်ကဲ့ပါဒါကြောင့်မလို့အခုအစီအစဉ်ရဆိုရင်တော့ဒေတာရှင်က17ဦးဖြစ်သွားပြီပေါ့နော်17ဦးဖြစ်သွားတဲ့အခါကျတော့နောက်ဒေတာရှင်တွေကြာရင်ကျွန်တော်တို့များလာရင်များတယ်လို့တပုတ်ချင်းလေးစီပေါ့နော်နောက်ပြီးတော့လဲဟုတ်ကဲ့အဲ့ဒါဆိုရင်မြန်လေးလှုပ်လိုက်မယ်မြန်လေးလှုပ်လိုက်နောက်ဆုံးဘုံနေနဲ့နင်တတ်ထွက်မှငါသိတယ်ဘာတွေပြောနေမြန်လေးလှုပ်လိုက်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ကျွန်တော်လက်ကနောက်ဆုံးတစ်ပုတ်နေနဲ့လောကရဲ့တက်ရှိဖရာသခင်ဆိုတဲ့အမေတချင်းလေးနဲ့ဖြောပြတက်ဆက်ပေးခြင်းပါတယ်အမေတချင်းကောင်းတယ်ဗျာတို့အမေများကြတော့အမွေမပေးလို့တို့ကလက်ကိုမကြည့်မွေးနေ့ရှင်ကိုစားညီငယ်လေးရနေပြီးတော့ပုပ္ပစရိယပြီးနေပါအမေကိုကွန်ပျူတာလေးနဲ့ဆက်လက်နားဆင်ကြရအောင်မကြခင်မှာဆက်ရှိလို့ချင်းနေပါမယ်ဆန်းရောင်လေးစီးတဲ့ကိုယ်လိုမေးစကားနဲ့ချွေမြနေအမေအပြုံးတွေနဲ့ကြည်လေးများလာမင်းဒီပမာလေးကြီးမရဲ့အမေရဲ့မြတ်တာဘဝအတွက်အနိုင်နေပါအမေသပင်တွေဖြူခါကိုင်းလေးလေးအရင်ရေတွေတွန်းလဲလာနေအမေရဲ့အပြုံးတော့ပန်းလို့ဝေးဒီလောကကဝါကြီးတဲ့မောင်တူနိုင်မရအနန္တမြတ်တာဖယားနဲ့တကိုင်းနဲ့အမေလောကရဲ့တရှိဖယားသခင်အမေသာဘဝရဲ့အနိုင်မေဝေးအမေအပြုံးတွေနဲ့ကြည်လေးများလာမင်းဒီပမာလေးချိန်မရဲ့အမေရဲ့မြတ်တာသာဘဝအတွက်အနိုင်နေပါအမေသပင်တွေဖြူခါကိုင်းလေးလေးအရင်ရေတွေတွန်းလဲလာနေအမေရဲ့အပြုံးတော့ပန်းလို့ဝေးဒီလောကကဘာကြီးတဲ့မှာတူနိုင်မရအနန္တမြတ်တာဖယားနဲ့တကိုင်းနဲ့အမေလောကရဲ့တရှိဖယားသခင်အမေဘာဘဝရဲ့အနိုင်မေအမေထာဝရဖယားသခင်ချစ်မေအမေပြိုင်ဆန်းရှားတဲ့ပေကရှင်ရှိဖယားသခင်မအမေဆိုရာကဘာတခုလုံးရဲ့အလင်းရှင်မှာသာဘဝလာမင်းကြီးမေတူနိုင်မရပြီလောကရဲ့တရှိဖယားသခင်အမေ
မလေးချိန်မရဲ့အမေရဲ့မြတ်တာသာဘဝအတွက်အနိုင်နဲ့ပါအမေသပင်းတွေဖြူခါကိုင်းလေလေအရင်ရေတွေတွန်းလဲတာနေအမေရဲ့အပြုံးငေါပန်းလို့ဝေးဒီလောကကဘာကြီးထဲမှာသူနိုင်မရအနန္တမြတ်တာဖယားနဲ့တကိုင်းနဲ့အမေလောကရဲ့တရှိဖယားသခင်အမေဘာဘဝရဲ့အနိုင်နဲ့မေမေအမေထာဝရဘုရားသခင်ချစ်မေမေအမေပြိုင်ဆန်ရှားတဲ့ပြေကရှင်ဒီကဘာမှာအမေဟာတရှိဖယားသခင်မှာအမေဆိုတာကဘာတစ်ခုလုံးရဲ့အလင်းရှင်မှာသာဘဝလာမင်းကြီးမေမေတူနိုင်မရပြီလောကရဲ့တရှိဖယားသခင်အမေညီလေးတစ်တော်ဆယ်လေးတေးတဲ့ချင်းတရုတ်ဆောင်အောင်ကိုစင်မွေးနေ့မှာလာရောက်ဂုဏ်ပြုတော်တဲ့ညီငယ်လေးတီးရီတီးဆိုဟန်ဆက်နိုင်ကျေးဇူးတင်ပါတယ်နော် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်တယောက်ရဲ့လည်းဘီယာတိုက်နော်ညီလေးတော့